trigo identity trigo ratio တွေအကုန်လုံးကဒီ right angle triangle တစ်ခုကနေထွက်လာတာဖြစ်တဲ့အတွက်ကြောင့်သူတို့မှာညီမျှတဲ့မှန်ကန်တဲ့အချက်လေးတွေရှိတယ်အဲ့တော့ Pythagoras theorem အရာဆိုရင် Pythagoras theorem အရာဆိုရင်ဘာတွေတူလဲ r square equal to x square plus y square အဲ့တော့ y ဆိုတာကကွယ် y ဆိုတာဒီချက်ဟိုခုနပြောရလေဒီထောင်းတီတာကြီးရဲ့ opposite ဆိုတော့သူဒီ sin ratio ထဲမှာပါတယ်ဟာအဲ့တော့ကွယ် sin တီတာရှာလိုက်မယ် sin တီတာကဒီ o by h ဆိုတော့ y by r cos တီတာဒီ a by h ဆိုတော့ x by r ဟုတ်တော့အဲကြောင့် y ဆိုတာ r sin တီတာအဲ့တော့ y ဆိုတာကဒီတစ်ချက်ကမြောက်လိုက်မယ်ဆို y ဆိုတာက r sin တီတာ x ဆိုတာက r cos တီတာနော်ဒါဆို x square plus y square ကိုရှာလိုက်ရင်လည်းရတယ်ကွယ် x square plus y square x square က r square cos square တီတာ y square က r square sin square တီတာ r square ကိုပုံထုတ်မယ်ဆိုလို့ရှိရင် cos square တီတာ plus sin square တီတာဟုတ်နော်အတူက x square plus y square ဒီပါလဲဆိုရင် r square လို့ပြောထားတယ်လေဟုတ်မလားအဲ့တော့သူတို့နဲ့တူတယ်ဆိုတဲ့အတွက်ကြောင့် cos square ဒါနဲ့ခြေလိုက်လို့ရှိရင်ဘာရလဲဆိုတော့ sin square တီတာ plus cos square တီတာဒီ1ပေါ့နော်ဒါဒီ trigo identity တွေကအသုံးများပြီးတော့အရေးကြီးတဲ့ညီမျှချက်တစ်ခုနော်အဲ့လိုသွားလဲရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်နောက်တစ်မျိုးပြလို့ရတာပေါ့ကွယ်အဲ့တော့ဗာလဲ o by h the whole square ဒါဒီ sin တီတာပေါ့နော် cos ကကြတော့ a by h the whole square အဲ့ဒါဒီဘယ်လောက်လဲပေါ့ရှာကြည့်မယ်အဲ့တော့ဒါဒီ o square by h square plus a square by h square အပိုင်းကြီးတူတယ်ဆိုတော့ဒီချက်အောက်မှာ h square ကိုရေးလိုက်ပြီးအပေါ်မှာ o square plus a square ဟုတ်တယ်မလားအဲ့တော့ဒါက o လေဟုတ်တယ်မလား o square plus a square ဒီပါလဲဆိုရင်ဒီက hypotenuse h square လေဟုတ်နော်အဲဆိုအပေါ်ဒီကျဲတော့ o square plus a square ဒီဘာကြီးလဲဆိုတော့ h square နော် h square by h square ဆိုတဲ့အတွက်ကြောင့်ဒါဒီဘယ်လောက်လဲဆို1ပေါ့နော်အဲ့တော့ over h ဒီပါလဲ sin တီတာလေအဲ့တော့ sin တီတာ the whole square plus a by h ကကြတော့ cos တီတာဟို cos တီတာ the whole square ဒီပါပဲလေ1ပဲအဲကြောင့် sin square တီတာ plus cos square တီတာဒီ1ပါဒါဒီသုံးများတဲ့အရေးကြီးတဲ့မှန်ကန်ချက်တစ်ခုဖြစ်ပါတယ် trigo identity တွေအနေနဲ့က sin square တီတာ plus cos square တီတာဒီ1ပေါ့နော်နောက်တစ်ခုက1 plus tan square တီတာရောဘာနဲ့ညီမျှလဲပေါ့အဲ့ဒါလေးလေ့လာကြည့်မယ်1 plus tan square တီတာအဲ့တော့1 plus tangent ဆိုတာက o by a the whole square နော်အဲ့တော့1 plus o square by a square တော့ပိုင်းချိန်ညှိမယ်1ကိုဘယ်လိုမြင်လိုက်မလဲဆိုရင် a square by a square လို့မြင်လိုက်မယ် plus o square by a square ဟုတ်ပြီနော်အောက်ကပိုင်းခြေဒီ a square အပေါ်မှာက a square plus o square ဟုတ်ပြီနော်ဒါဒီ adjacent a opposite o a square plus o square ဒီဘာပဲလဲဒီက hypotenuse h square ပဲနော်ဒါကြောင့် h square by a square ဒီနေ့အပြင်ပြောမယ်ဆိုရင် h by a the whole square h by a ဒီဘာလဲပေါ့အလွတ်မရသေးရင်ရေးထား o a o a h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  a o a o အဲ့ h by a ဒီဘာလဲ sin cos tan cotangent secant เนาะအဲ့တော့ h by a ဒီဘာလဲဆိုရင် secant ဆိုတော့ sec square တီတာအဲ့တော့1 plus tan square တီတာဒီဘာနဲ့တူပါသေးလဲဆိုတော့ sec square တီတာနဲ့တူပါတယ်အဲ့တော့ဒီညီမျှချက်လေးနှစ်ခုဒီ main ပေါ့เนาะအဲ့တိုင်းပဲကျွန်တော်ကဘာကိုရှာကြည့်ရင်လည်းရလဲဆိုရင်1 plus cotangent ဒီ a by o เนาะ cotangent square ကိုရှာလိုက်လို့ရှိရင်လေသူဒီဘာထွက်လာမှာလဲဆိုတော့
ဘာထွက်လာမှာလဲဆိုရင်အဲ့တော့ a by o square ဆိုတော့ပိုင်းတင်ညှိလိုက်ရင် o square ဖြစ်သွားမှာပဲအပေါ်မှာကအဲ့တော့ o square plus a square ဆိုအပေါ်မှာ x square ပဲသိလားဒါဆိုရင် h by o the whole square ဆိုတော့သူဒီဘာထွက်လာမလဲဆိုရင်ဒီက cosecant ထွက်လာမယ်နော်အဲ့တော့ cosecant square တည်တာအဲ့တော့1 plus tan square တည်တာ set square တည်တာဆိုရင်1 plus cotangent square တည်တာဒီ cosecant square တည်တာပါဟုတ်နော်အဲ့တော့ဒီမှန်ကန်ချက်လေးတွေကိုပဲကျွန်တော်အမျိုးမျိုးလှည့်ပြီးတော့လှည့်ဖယ်ပြီးတော့သုံးတာပေါ့နော်အဲ့ဟိုမှာ sin square plus cos square တည်တာက1ဆိုရင်1 minus sin square တည်တာကဘာမှန်းသိရမယ်ဆိုတော့ cos square တည်တာဆိုတာတန်သိရမယ်အဲ့ဒီဟာမြင်လိုက်တာနဲ့မြင်တန်သိနေရမယ်နော်1 minus cos square တည်တာက sin square တည်တာဒါတန်သိရမယ်အဲ့တော့เนาะနောက်တစ်ခုက sec square တည်တာ minus 1เนาะဒီ1လေးကိုဟိုဘက်ပို့လိုက်တာ sec square တည်တာ minus 1ဒီ tan square တည်တာဒါဟိုဘက်ဒီဘက်လှည့်ရတယ်တန်သိရမယ်เนาะအဓိက main ကတော့ဒီ3ခုကိုမှတ်ထားပါ